တခါတော့မိသားစုလေးတစုဟာခရီးထွက်လာကြပါတယ်သူတို့ဟာကားလေးတစ်စီးနဲ့ထွက်လာတာဖြစ်ပြီးတော့ကားပေါ်မှာအဖေရဲ့အမေရဲ့သူတို့ရဲ့သမီးလေးရဲ့ပြီးတော့သူတို့ရဲ့လုပ်ငန်းအတွင်းရေးမှုမှလေးရဲ့ပါပါတယ်သူတို့တွေကမျိုးစုံကအိမ်အကြီးတစ်လုံးကိုပြောင်းလာကြတာဖြစ်ပါတယ်အဲ့ဒီအိမ်ရဲ့နာမည်ကနံပါတ်81လို့ခေါ်ပါတယ်ဒီအိမ်ကမိန်းမဖြစ်သူရဲ့ဘက်ကအမွေဆိုင်အိမ်ဖြစ်ပါတယ်အဲ့ဒီအိမ်မှာအိမ်တော်တင်းဘိုးတော်ကြီးတယောက်ရှိပြီးတော့ဒီဘိုးတော်ကြီးကပဲအိမ်ကိုစောင့်ရှောက်ပေးထားတာဖြစ်ပါတယ်ဒီလိုနဲ့ညနေဆောင်ကိုရောက်တော့အတွင်းမှုမလေးကမြို့ထဲကိုပြန်သွားပါတယ်အိမ်မှာမိသားစုလေးပဲကြံခဲ့တာပေါ့မိန်းမဖြစ်သူကသမီးလေးကိုအစောကြီးအိယာဝင်စေပြီးတော့ယောက်ျားဖြစ်သူနဲ့ချစ်ကြည်နေဖို့အတွက်အဆောင်တော်ကူးလာခဲ့ပါတယ်အဲ့လိုမျိုးရှင်တခုံခုံနဲ့လာနေတော့မှအဲခန်းမကြီးရဲ့အပေါ်ကနေတရဲမတစ်ကောင်ကိုတွေ့လိုက်ရပါတယ်ဒီတရဲမအင်ကြီးအနီရောင်ဝမ်းဆက်ကိုဝစ်စင်ထားပြီးတော့ပုံစံကဘဲပြစ်ခံထားတဲ့ပုံပဲဗျမိမဖြစ်သူလည်းရုတ်တရက်တွေ့လိုက်ရတော့အရန်လန့်သွားပြီးသူ့ယောက်ျားစီကိုအမြန်ပြေးတာပေါ့အဲ့နောက်သူ့ယောက်ျားကိုတရဲမတစ်ကောင်တွေ့ခဲ့တဲ့အကြောင်းပြောတော့ယောက်ျားဖြစ်သူကမယုံပါဘူးကဲပါငါတို့တွေအိယာဝင်ကြအောင်ဆိုပြီးတော့မှအာဝါဝီဝဟာကြပါတယ်ဒီလိုနဲ့အဲ့ဒီညမှာမိမဖြစ်တဲ့သူကထူးဆန်းတဲ့အိမ်မက်ကိုမတ်တယ်ဗျအိမ်မက်ကဇလန်းတွဲလေးလိုပဲသူ့ရဲ့အိမ်မက်ထဲမှာသမီးစားစုံတွဲတွဲကိုတွေ့ရပါတယ်ကောင်လေးဟာဒီမြို့မျက်နှာဖုံးတထေးရဲ့အိမ်ကအငယ်ဆုံးသားလေးကောင်မလေးကတော့အလဲလက်တန်းစားမိသားစုပါပေါ့ဒီလိုနဲ့ရီးစားလေးဖြစ်တာနှစ်ကြာလာတော့ကောင်လေးကအိမ်ကိုဖွင့်ပြောပါတယ်ကျွန်တော်မိမယူတော့မယ်ပေါ့ဒါပေမဲ့အကိုအကြီးဆုံးဖြစ်သူကတော့သဘောတူခြင်းမရှိဘူးဗျကောင်လေးကလည်းသူ့ရဲ့အရှိရီကိုအဲ့လိုဆွဲဖက်တာမကြိုက်ဘူးဒီတော့ဒေါသထွက်ပြီးထွက်သွားတယ်အကိုအလက်ကလည်းကျမ်းမာရေးတိတ်မကောင်းတော့တိတ်မကြခင်မှာပဲတိတ်ဆုံးသွားခဲ့ပါတယ်အိမ်မက်ကအဲ့ဒီအထိပဲမှတ်တာပါမနက်မိုးလင်းလာတော့သမီးဖြစ်တဲ့သူကသူ့ရဲ့အမေကိုလာပြောပါတယ်ဒီအိမ်မှာမမလလတယောက်ရှိတယ်တဲ့သူနဲ့တောင်မှတငယ်ချင်းတွေဖြစ်နေပြီအဲ့လိုပြောလိုက်တော့ဟဲ့ဒီအိမ်မှာငါတို့ပဲရှိတာပါပေါ့ဒီလိုနဲ့သမီးဖြစ်တဲ့သူကအမေမယုံရင်သမီးလိုက်ပြမယ်ဆိုပြီးအိမ်တော်ကြီးရဲ့ဇင်းကြံလမ်းမတစ်လျှောက်ကိုခေါ်သွားပါတယ်ဇင်းကြံလမ်းမတစ်လျှောက်ကမှောင်မဲတိတ်ဆိတ်နေတာပါအဲ့အချိန်သူတို့စီကိုဘောလုံးလေးတစ်လုံးကလိမ့်လာတယ်ဗျသားမင်းနှစ်ယောက်လည်းလန့်ပြီးတော့အိတ်ခမ်းထဲကိုအမြန်ပြေးကြတယ်အဲ့ဒီအချိန်ယောက်ျားဖြစ်သူကလည်းကုမ္ပဏီမှာရှိနေတာမို့လို့သူတို့ပဲရှိတာပါမကြမီမှာမိန်းမဖြစ်တဲ့သူကအိပ်ပျော်သွားခဲ့ပါတယ်သူအိပ်ပျော်သွားတော့မင်းညမတ်တဲ့အိမ်မက်ကိုအပိုင်းဆက်အနေနဲ့ဆက်ပြီးမှတ်တယ်ခုတစ်ခါအိမ်မက်မှာတော့သမီးစားစုံတွဲလေးမှာကောင်မလေးဖြစ်တဲ့သူကမင်္ဂလာဝတ်စုံဝတ်ဆင်ထားပါတယ်သူကမင်္ဂလာပွဲကိုချိန်တဲ့ကျင်းပပြီးတော့မှကောင်လေးရဲ့အိမ်ကိုသွားခဲ့ပါတယ်ဒါပေမဲ့တကယ်လက်ထက်မှာသူ့ရဲ့ချစ်သူကောင်လေးမဟုတ်ဘူးကြက်ဖာကြီးတစ်ကောင်ပဲအကိုကြီးဖြစ်တဲ့သူကသူ့ရဲ့ညီနဲ့မပေးစားချင်လို့ကောင်မလေးကိုကြက်ဖာတစ်ကောင်နဲ့ပေးစားလိုက်တာဗျအခုလောလောဆယ်ညီငယ်ဆုံးလေးကခရီးသွားနေတာမို့လို့ကြက်ဖာနဲ့ပဲအရင်ယူထားအောင်နဲ့ပြီးတော့ကောင်မလေးကမင်္ဂလာဦးညမှာအိပ်ရတာလေအလက်ကောင်ရဲ့အလောင်းကြီးနဲ့အိပ်ခဲ့ရတာပါဒါတွေအားလုံးကအကိုအကြီးဆုံးရဲ့စနက်တွေပဲဗျနောက်နေ့မနေ့မိုးလင်းလာတော့မှချစ်သူပြတဲ့သူကခရီးကနေပြန်ရောက်လာခဲ့ပါတယ်သူတို့သမီးလေးကတော့အခေါင်းထဲကနေသူထုတ်ခဲ့ရတာပါဖြစ်သမျှအကြောင်းတွေအကုန်သိသွားတော့သူတို့သမီးလေးအတွက်သူစိတ်မကောင်းဖြစ်သွားတယ်လေအကိုလက်ရဲ့အလောင်းကြီးကိုတိုင်တယ်ပြီးတော့သူတို့ချစ်သူနှစ်ဦးအဲ့ဒီအချိန်ကြာတော့မှမင်္ဂလာဆောင်လိုက်ကြတယ်အိမ်မက်လေးကဒီလောက်ထိပါပဲညစဉ်တိုင်းမှာအမေဖြစ်တဲ့သူကအိမ်မက်တွေတောက်လျှောက်မက်နေခဲ့ပါတယ်အိမ်မက်တွေအားလုံးကခြောက်ရှားစရာကောင်းပြီးတော့မှသူလည်းအပြင်မှာတကယ်ထိတ်လန့်စာပြုလာပါပြီပြီးတော့သူ့ရဲ့သမီးလေးကလည်းအမြဲတမ်းကရင်အောက်မှာပုံနေခဲ့တယ်ဗျသမီးညီကရင်အောက်မှာဘာလို့နေရလဲမေးတော့အင်ကြီးအနေအောင်ဝမ်းဆက်ကိုဝစ်စင်ထားတဲ့မိန်းမတစ်ယောက်ကသူ့ကိုကစားဖို့လာခေါ်နေလို့ပြောပါတယ်ဒီလိုနဲ့အိမ်နဲ့ညနေဆောင်မှာတော့အတွင်းမှုမှလေးပြန်ရောက်လာခဲ့ပါတယ်အမေဖြစ်တဲ့သူကိုလာပြီးတော့မှအဖော်လုပ်ပေးတာပါလင်ယောက်ျားဖြစ်တဲ့သူကအလုပ်တွေရန်ရှုံနေတာမို့လို့မလာနိုင်ဘူးဒါကြောင့်သူ့ရဲ့အတွင်းမှုမှကိုအိမ်ကိုလွှတ်လိုက်တာဖြစ်ပါတယ်တကယ်တော့အမေဖြစ်တဲ့သူကအရင်တော့စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်ယောက်ျားဖြစ်သူကတော့ထုတ်လို့သူပေါ့သူတို့နှစ်ယောက်စာနယ်ဇင်းပွဲတစ်ခုမှတွေ့ပြီးတော့မှမင်္ဂလာဆောင်ဖြစ်ခဲ့ကြတာပါအရင်တော့ယောက်ျားဖြစ်တဲ့သူမှာစိတ်မနှံ့တဲ့မိန်းမတစ်ယောက်ရှိခဲ့ပူပါတယ်ယူနေတာမို့လို့ကြွာလိုက်တာပါအဲ့ဒီတော့အတွင်းမှုမှလေးပြန်သွားပြီးတော့လိပ်ပြာလေးတစ်ကောင်သားမင်းနှစ်ယောက်တွေ့လိုက်ကြတယ်လိပ်ပြာလေးရဲ့နောက်ကိုလိုက်ရင်းနဲ့ကြောင်လေးလေကားတွေတက်ဆင်ထားတဲ့စလင်ဒါပုံအခန်းကြီးတစ်ခန်းထဲကိုရောက်သွားတယ်သူတို့လည်းနောက်ကနေလိုက်မသိလိုက်ဖြစ်ခဲ့ကြတာပေါ့အဲ့ဒီအချိန်မှာလိပ်ပြာလေးကပန်းခတ်လေးတစ်ခတ်ကိုသွားပြီးနားပါတယ်အဲ့ဒီပန်းခတ်လေးနားကိုသွားကြည့်လိုက်တော့တစ်တာသလုံးနဲ့တော်တချောင်းကိုတွေးလိုက်ရတယ်တစ်တာထဲမှာတော့စာလေးရှို့ရယ်ပြီးတော့သူ့ရဲ့အိမ်မက်ထဲကမတ်ခဲ့ဘူးတဲ့ဇုံတွဲလေးတွဲရဲ့တပ်ပုံရင်ဒီလိုနဲ့အစာရေးဆရာမလေးစာတွေကိုဖတ်ကြည့်တာပေါ့စာထဲမှာရေးထားတာတော့ကောင်မလေးကသူ့ရဲ့ယောက်ျားကိုဘယ်လောက်ထိလွမ်းနေဆိုတဲ့အကြောင်းတွေပါပဲစာထဲမှာရေးထားတာတွေကိုဖတ်ကြည့်ရင်လည်းဇလန်းလေးကအဖြစ်ပြန်ပေါ်လာပါတယ်ကောင်မလေးကကိုဝင်ရသွားခဲ့ပါတယ်သူကိုဝင်ရသွားတော့အိမ်တော်မှာရှိတဲ့သူတွေကဒီကောင်မလေးကမင်္ဂလာဦးညတော့ကအလောင်းကောင်နဲ့အိတ်ခဲ့တာမို့လို့သူ့ရဲ့ဘိုက်ထဲမှာရှိတာတရေကိုဝင်မဲလို့ပြောကြတယ်ဒါပေမဲ့အရင်တော့အရန်ကိုကြမ်းတမ်းရက်ဆက်တဲ့အင်တော်ရဲ့အရှင်သခင်အကိုကြီးကတော့သဘောထားတွေစတင်ပြောင်းလဲလာခဲ့ပြီဗျအဓိကကတော့အကိုအကြီးဆုံးရဲ့မိန်းမကလေးမရဘူးဒါကြောင့်သူတို့ကလေးတယောက်လိုချင်တယ်ဒီကလေးမလေးရဲ့ကိုဝင်တွေကကလေးကိုသူတို့ယူမယ်ဒါကြောင့်ဒီကောင်မလေးကိုလူမသိသူမသိပဲစလင်ဒါပုံအခန်းကြီးတွေကအခန်းတစ်ခန်းထဲမှာပိတ်ထားလိုက်တော့တယ်
ခေါင်မလေးကအဲ့အခန်းပိတ်ထားတဲ့တဲကနေပဲသူ့ရဲ့ကောင်လေးစီကိုစာရီရေးနေခဲ့ပါတယ်ကောင်လေးကလည်းစာရီအမြဲတမ်းပြန်ပါတယ်ဒီလိုနဲ့တိတ်မကြခင်မှာအရန်အောင်ရှစ်စရာကောင်းတဲ့ကလေးတယောက်မွေးဖွားလာခဲ့ပါတယ်အဲ့ချိန်ထိယောက်ျားဖြစ်တဲ့သူကပြန်မလာသေးဘူးဗျမွေးလာတဲ့သမီးမိန်းကလေးကိုအကိုအကြီးဆုံးကြီးကအရန်ချစ်ပါတယ်အဲ့လိုမျိုးချစ်တာကိုသူ့ရဲ့မိန်းမလုံးဝမကြိုက်ဘူးအဲ့ဒီဇလန်လေးကိုပြန်ဖတ်နေတဲ့စာရေးဆရာမကတော့ဂရင်ပေါ်မှာသူ့ယောက်ျားနဲ့အတွင်းမူမတို့ဖောက်ပြန်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်ဒါပေမဲ့သူအနီးနားသွားကြည့်တော့လေတကယ်မရှိပါဘူးအမြဲလဲတရေလိုဘာလိုတွေတွေ့နေရတော့စိတ်ကကြောင်လျှောက်ရှားဖြစ်နေပါတယ်။ယောက်ျားဖြစ်တဲ့သူကတော့သူ့မိန်းမစိတ်ငြိမ်သွားအောင်စိတ်ငြိမ်စီတချို့တိုက်တယ်။အလုပ်ကိစ္စလည်းရှိသေးတာမို့လို့ညဘက်မှာအလုပ်ကိစ္စအတွက်အပြင်ထွက်ပါတယ်။မိန်းမဖြစ်တဲ့သူကပရင်းပေါက်ကနေလှမ်းပြီးချောင်းလိုက်တော့သူ့ယောက်ျားနဲ့အတွင်းမူမာတို့ဖက်ပြီးသွားတာကိုတွေ့လိုက်ရတယ်။စာရေးဆရာမကသူ့ရဲ့စိတ်တွေကြောင်လျှောက်ရှားဖြစ်နေတဲ့အတွက်တန်ငယ်ချင်းဖြစ်သူစိတ်ချမ်းမာရေးဆရာဝန်နဲ့လည်းတိုင်ပင်ပါတယ်။အဲဒီညမှာသူ့ယောက်ျားအရက်တွေမူပြီးမှအိမ်ကိုပြန်လာခဲ့ပါတယ်။သူ့ယောက်ျားဖောက်ပြန်နေတယ်ထင်လို့အတွင်းမူမာကိုခေါ်ပြီးတော့ပေါ်တင်မဲမေးပါတယ်။ဒါပေမဲ့အဖေကတော့ရေရမရခဲ့ဘူး။ဒီလိုနဲ့အဲ့ဒီအိမ်ကအိမ်တော်ရင်းဘိုးတော်ကြီးကိုသွားပြီးမေးကြည့်တော့သူမတ်နေတဲ့အိမ်မက်ရဲ့အပိုင်းဆက်ကိုတီးခဲ့ရတယ်။တကယ်တော့ကောင်မလေးရဲ့ယောက်ျားတည်သွားတာကြာပါပြီ။စာတွေပို့နေတာကလေအကိုအကြီးဆုံးကရေးပြီးပို့နေခဲ့တာပါ။အကိုအကြီးဆုံးကြီးကခဲမလေးကိုချင်းမိသွားတာပါ။ဒါကြောင့်စာတွေကိုရေးပေးနေတာဖြစ်ပါတယ်။ကာလာတွေကြာပြီးတော့သူမလိန်ကျင်တော့ဘူး။အမှန်တမ်းဖွင့်ပြောပြီးတော့ခဲမလေးကိုသူလက်ထပ်ပြရစီလို့ပြောလိုက်တော့ကောင်မလေးကတိုက်ပေါ်ကနေခုံချသွားတယ်။အကိုကြီးဆုံးကြီးကအရန်ကိုစိတ်မကောင်းဖြစ်သွားပါတယ်။သူပါလိုက်ပြီးခုံချဖို့လုပ်ပြီးမြဲလေကောင်မလေးရဲ့သမီးလေးကြောင့်သူမခုံချဖြစ်ခဲ့ဘူး။ဘိုးတော်ကြီးရဲ့ပြပြချက်ရဆိုရင်တော့ကောင်မလေးရဲ့ဝိညာဉ်ကမကျွတ်လွတ်ခဲ့ဘူး။အိမ်တော်ကြီးကသူတွေကိုလည်းတယောက်ပြီးတယောက်လိုက်ပြီးတတ်နေရလို့ဆိုတယ်။ချိန်စာမိနေတဲ့သဘောမျိုးပေါ့။အကောင်လုံးတည်ဆုံသွားပြီးတော့အကိုကြီးဆုံးကြီးကကောင်မလေးရဲ့သမီးလေးကိုခေါ်ပြီးတခြားနိုင်ငံစီကိုထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့သူသိချင်တဲ့ဇလန်လေးကိုတီးခွင့်ရခဲ့ပြီးတော့သူ့ရဲ့သမီးလေးကိုခေါ်ပြီးအိတ်ခမ်းစီကိုသွားခဲ့ပါတယ်။အဲ့ဒီညမှာအိမ်တော်ကြီးမှာရှိနေတဲ့တရေတွေအားလုံးကသူတို့ကိုဝိုင်းပြီးရှောက်ကြတယ်ဒီလိုနဲ့သားမီးနှစ်ယောက်လဲစလင်ဒါဘုံအခန်းထဲကအခန်းလေးတွေကိုသွားကြတာပေါ့အဲ့ဒီအခန်းထဲမှာအင်ကြီးနှစ်ယောက်ဝတ်ဆင်ထားတဲ့ကောင်မလေးတစ်ယောက်ထွက်လာတယ်အဲ့ဒီကောင်မလေးကတရေမလေးတော့မဟုတ်ပါဘူးလူဝဲစစ်ပါတကယ်တော့သူ့ယောက်ျားရဲ့အရင်မိန်းမကွာရှင်းခွင့်မပေးပါဘူးစိတ်ကလည်းမနှက်နာမို့လို့အိမ်တော်တိုင်းဘိုးတော်ကြီးနဲ့ပေါင်းပြီးတော့မှတရေဇက်လန်ကိုလှုပ်ကြံဖန်တီးခဲ့တာပါသူတောင်းမဲ့ဆေးရည်ထဲမှာစိတ်ကြွဆေးတွေကိုထည့်ပေးထားတယ်စိတ်တွေကြောင်ချောက်ချားဖြစ်ပြီးတော့မှမမြင်ချင်တာတွေမြင်နေရအောင်လုပ်ထားတယ်အရင်တော့ကဒီအိမ်တော်ကြီးတွေကသူတွေအကုန်လုံးတည်သွားတာဟာဟိုကောင်မလေးကြောင့်လို့ထင်နေတယ်အဲဒီကောင်မလေးရဲ့မျိုးဆက်ဖြစ်တဲ့စာရေးဆရာမကိုဘိုးတော်ကြီးကမကျေနပ်ပါဘူးဒါကြောင့်ဟိုကောင်ရဲ့အရင်မိန်းမနဲ့ပေါင်းပြီးကြံခဲ့တာပါဇလန်လေးကလည်းဒီလိုနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်တကယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်လာမယ့်ဇလန်ကောင်းလေးတွေနဲ့ပြန်လည်ဆုံတွေ့ကြတာပေါ့ကျွန်တော်ကတော့ပင်နိုင်တင်ဆက်သူကိုသူတွေຫນွေဆိုပဲဖြစ်ပါတယ်ဗျာ channel လေးကို subscribe နဲ့ notification လေးမနေရသေးရင်တော့နှိပ်ပေးထားခဲ့ကြပါဦးအားလုံးပဲ see you ပါနော်